Hello အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ဒါလေးကတော့မျိုးပထမတစ်ခေါက်ကရောင်းပြီးသွားပြီဒါမှနဲ့ထပ်ပြီးတော့မှလာပေးပါတယ်ရှင်ဒါလေးတွေဟိုတစ်ခေါက်ကမရလိုက်တဲ့ကိုမတွေယူနော်ရေအားဖြစ်ဆိုရင်တော့32ကနေပြီးတော့မှ36 38လောက်ထိရတယ်ခါက31 40ခါ31 40ပဲမှန်ကုန်ရပါမယ်နော်သူကဒီလိုဂျင်းဝိုင်းဆက်လေးပါဂျင်းအပျော့လေးဖြစ်ပါတယ်ဒါလေးကကြတော့ကာလာလေးကအရစ်လေးနောက်ပြီးတော့အနုလေးရဲ့အရစ်ကကာလာလေးကတော့နေအောင်ပဲဖြစ်ပါတယ်သူကတော့ lower luxury wine set လေးဖြစ်တယ်ပေါ့နော်ဂျင်းကတော့ဂျင်းအပျော့လေးပါဂျင်းအမာကိုဂျင်းလို့မစိုက်တဲ့သူတွေဆိုရင်တော့ဒါလေးယူလို့ရပါတယ်ရှင်သူက HMG ကနေထွက်တဲ့ဒီဇိုင်းလေးပါသူ့ရဲ့ wine set လေးကဒီလိုလေးလာပါမယ်နော်ကပတ်လေးလည်းပါတယ်အနုရဲ့အရစ်ကကာလာလိုင်းလေးနေအောင်ပါရှင်ဒါလေးကြိုက်လို့ရှိရင် circle shot လေးရိုက်ပြီးတော့မှ page မှာလည်းမေးလို့ရတယ်လို့ Viber မှာလည်းဆက်သွယ်မှယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်